plural form ပြောမယ်ဆိုလို့ရှိရင်သူက2မျိုးရှိတယ်ခုနက l နဲ့တွဲသုံးတယ် l ဆိုတဲ့ article ကိုသူက lost ပြောင်းပေးရတယ် la ဆိုတဲ့ article ကိုကြတော့ last ဆိုပြီးတော့ပြောင်းသုံးပေးရတယ်အဲ့တော့ l ကနေ lost ပြောင်းတယ်အဲ့ဒီ lost ကိုကြတော့ masculine noun အတွက်သုံးပြီးတော့ la ဆိုတဲ့ la ကနေပြီးတော့ last ကိုပြောင်းလိုက်မယ်ဆိုရင်သူက feminine အတွက်သုံးတယ်အဲ့တော့သူနဲ့တွဲသုံးတဲ့ noun တွေကိုကြတော့vowel နဲ့စုံတဲ့ noun တွေဆိုလို့ရှိရင်သူက s ကိုပေါင်းထည့်ပေးရပြီးတော့ consonants နဲ့စုံတဲ့ noun တွေဆိုလို့ရှိရင် es ကိုပေါင်းထည့်ပေးရတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင် LDR ဆိုလို့ရှိရင် l ကနေ lost ပြောင်းတော့ lost dears သူကဒီမှာဆိုလို့ရှိရင် vowel နဲ့စုံတဲ့စကားလုံးဖြစ်တဲ့အတွက်ကြောင့်မလို့ s ကိုပဲပေါင်းထည့်ပေးရတယ်နောက်တစ်ခုကကြတော့ l hermanos ဆိုရင် lost hermanos l libros ဆိုလို့ရှိရင် lost libros l muchachos ဆိုလို့ရှိရင် lost muchachos l pedro ဆိုလို့ရှိရင် lost pedros l problema ဆိုလို့ရှိရင် lost problemasနောက်တစ်ခုကကြတော့ consonants နဲ့စုံတဲ့စကားလုံးတွေပေါ့ consonants နဲ့စုံတဲ့စကားလုံးတွေဆိုလို့ရှိရင်သူက es ကိုပေါင်းထည့်ပေးရတယ်အဲ့တော့ l animal ဆိုလို့ရှိရင် los animales l doctor ဆိုလို့ရှိရင် los doctores l hospital ဆိုလို့ရှိရင် los hospitales l hotel ဆိုလို့ရှိရင် los hoteles l tren ဆိုလို့ရှိရင် los trenes ဆိုပြီးတော့ဒီလိုပုံစံနဲ့ plural form ပြောင်းပြီးတော့သုံးလို့ရှိတယ်